Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော် BS YouTuber ဆိုတဲ့ကျွန်တော် YouTuber တစ်ထိပ်ကျွန်တော် subscriber အများကြီးဖြစ်တဲ့ YouTuber အထိဆော့ပြအောင်မှာဖြစ်ပါတယ်ဟာစလာကြတဲ့ကျွန်တော်ညာစပြီပြောတော့ဒါရဲ့ဘာလဲမသိဘူးနော်ဒီမှာဟိုကလှုပ်တဲ့လူတွေဝယ်လို့ရတယ်ဟိုမှာခီးရည်လည်းဝယ်လို့ရတယ်ဗျခဏလေးငါကျွန်တော်လည်းကြည့်လိုက်အောင်ဒီမှာဗီဒီယို upload လုပ်ကြပြမယ်ကျွန်တော်အခုကျွန်တော်ဗီဒီယို record မဖမ်းလိုက်ရဘူးဗျကျွန်တော်မှာဒါဒီကောင်လေးရှိတယ်ဗျ Okay ကျွန်တော်ဒီမှာရတဲ့ဟာလေးတွေကိုဒီဥပဲဟိုဖက်လိုက်မယ်ထည့်လိုက်မယ် Okay ဥကဖောက်လို့မရသေးဘူး9တောင်အော်ရပါ Okay ဖောက်လိုက်မယ်အိုးလေးarea ချိုထားရတယ်ပေါ့နော်တော့မှရင်လဲကြိုထားတဲ့ကောင်ရှိတယ်ကျွန်တော်အဲ့ဒီရင်ရတာရောကျွန်တော် record မဖမ်းလိုက်ရဘူးပေါ့ဗျာဟေးကဲကျွန်တော်ဒီဗီဒီယိုကို collect လိုက်လုပ်ပါမယ် Okay ဒီမှာဘာပေါက်လေးလဲမသိခဏလေးဟဲ့ဒီမှာဘာပေါက်လဲအိုးကျွန်တော် server ဖတ်တော့ရပါပြီ subscriber ဟိုဖက်တော့တသိန်းကျော်သွားတော့ဗျာ silver button ရပါပြီ။အိုးဘယ်မှာထားမလဲဘယ်မှာဖမ်းရမလဲ။မထားရင်ကောင်းမလဲမသိဘူး။နိုင်ကျော်နေရရွေးလိုက်အောင်ပဲဗျာ။ Okay ဒီနားလေးဆင်ပြေမယ်ထင်တယ်ဗျ။ Okay ဒီနားလေးထားလိုက်ဗျာ။ကျွန်တော်ပထမဦးဆုံး silver hour ပေါ့။အော်နည်းနည်းဆော့လိုက်အောင်ပါဗျာ။ကျွန်တော်ဟိုက9 hour ရမှာကျွန်တော် pro နဲ့ပြန်တွေ့ကြမယ်။ Okay ဗီဒီယိုလေးတင်လိုက်အောင်ပါဗျာ။ Okay ဗီဒီယိုလေး Okay တင်နေပါလေ။ view တွေကတော့ share ကြီးတယ်ပြင်မာတာအဲ့လောက် view ရရင်ဘယ်လောက်မိုက် million နဲ့ချီကျွန်တော် 3.24 million အောင်ပြောသွားပြီပြောသွားငါgold တော့ရမှာလေပြောသွားဝေးအဲ့လိုက်ကြောက်သွားလားအမပြီးတော့ကျွန်တော်ဘာမှလုပ်လို့မရတော့ပါဘူးအဲ့လိုရပေါ်နေပါတယ်အဲ့ဒါပြီးတော့ကျွန်တော်ပြန်ဆော့ခဲ့ပါတယ် okayခုမှပဲ gold fat တော့ရတော့တော်သေးရဲ့okay ရောပေးနာလေးဟိုဘက်ပေးနာလေးပဲထားလိုက်ကောင်းမယ်တဲ့ငါဘယ်လိုရွှေ့ရမှာဒီလိုဟာ okay ထားလိုက်တော့မယ်ဟေးရပါနည်းနည်းလေးတော့စောင်းနေနော်ငါ gold fat တော့ okay bro ကြည့်လိုက်တော့ကျွန်တော်တစ်ခုတစ်ထိပ်လောက်အားကြီးပြတစ်ထိပ်လောက်အားပြီးတော့ကျွန်တော် diamond fat တော့လိုက်ရတာပြီးတော့ကျွန်တော်တစ်ခါထုတ်လိုက်တော့ဗီဒီယိုအများကြီးကျွန်တော်ထုတ်နိုင်တာဗျာပြီးတော့ကျွန်တော်ဒီဟာလေးလဲဝယ်လို့ရနေပြီဗျနော် Mr Beast နဲ့မဟုတ် Mr Fish တဲ့ဘာလို့နေလဲဟာပတ်မီဝါရီယာတဲ့မလေးစေးတွေကြီးလိုက် okay ဒီကောင်လေးစီက climb up လုပ်လိုက်အောင်မယ် okay ကျွန်တော်တွေပေါ့နော်ဒီမှာတိတ်ပဲပညာရှင်တွေအများကြီးကျွန်တော်ထားရပါဗျာပြီးတော့ဒီမှာချိုသားခံတက်ဒီချိုသားတွေလည်းနှောင်းကြီးထားတယ်ပြီးလို့ရှိရင်ကျွန်တော်အတိုက်ကိုလည်းကျွန်တော်စိတ်မြင့်ထားသေးရပေါ့နော်တော့ဒီမှာ special mic တဲ့တိုက်ကြီးဖြုတ်သွားပြီပေါ့နော် okay ကျွန်တော်ပြီးမှပဲပေါ်တဲ့ကိုလိုက်ပြမယ်ကျွန်တော်အခုဗီဒီယိုလေး collect နည်းနည်းလုပ်လိုက်အောင်ပါဗျာ okay ပေါ်တဲ့တော့ကြမယ် okay ပေါ်တဲ့တော့မယ် okay flow တော့ကြမယ် okay ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ပါပဲပေါ့နော်ကျွန်တော်မှလည်းဒီအထက်တွေကလည်းအများကြီးဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တော်တော်လေးချမ်းသာနေပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ဗီဒီယိုနေ့တိုင်းပုံမှန်တင်နေအောင်လဲကျွန်တော် channel လေးကိုလည်း subscribe လေးလုပ်ပေးကြပါဦး bye bye မနေ့ကကြတွေ့ကြမယ်